ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာကြီးစံ channel လေးကနေစိတ်ဝင်စားပွဲတတိတံဝေကရပွဲရာကန်ကန်ဤကျိုးဝေကျွေးပြန်လဲပေးဆက်ခဲ့ရပုံပြည်ရမဇလန်ကောင်းလေးကိုတင်ဆက်ပေးဖို့အချိန်ခါကြာရောက်လို့လာခဲ့ပြန်ပါပြီ။ဒီကနေ့တင်ဆက်ပေးမှာကတော့မကွေးမြို့မှာအမှန်တကယ်ဖြစ်ပွားခဲ့ဘူးတော့ငယ်ရွယ်စဉ်ကလေးဘွားကစာကလေးတွေကိုဖမ်းပြီးအရှင်လက်လက်မျက်လုံးကိုဖောက်ခဲ့တဲ့ကောင်းလေးတစ်ယောက်ရဲ့ဘဝမကူပဲဝေကျွေးပြန်လဲပေးဆက်ခဲ့ရဖို့စိတ်ဝင်စားပွဲတတိတံဝေကရပွဲအောင်ကန်ကန်ဤကျိုးဝေကျွေးပြန်လဲပေးဆက်ခဲ့ရဖို့ဖြစ်ရမဇလန်ကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခန်းစားနှားဆင်အားပေးကြပါအောင်ခင်ဗျာကိုကာယကကိုထံပြန်စာရေးသူဟာအသက်ရှိခြင်းအသက်တူခြင်းအကြောင်းရင်းများကိုထေကြီးဝါကြီးဆရာတော်များကိုမေးလျှောက်တဲ့အခါမှာသူတစ်ပါးရဲ့တက်ကိုတက်ဖြတ်တော်သူသူတစ်ပါးကိုနှိပ်စက်ညှဉ်းပန်းတော်သူဟာအသက်တူတယ်အကုသိုလ်ဆိုသည်မှာကြောက်မဲ့ဖွယ်ကောင်းတယ်ဘယ်သူမပြုတ်မိမိမှုဆိုသလိုကောင်းတော်မှုကိုပြုရင်ကောင်းတာကိုခံစားရပြီးတော့မကောင်းတော်မှုကိုပြုရင်တော့မကောင်းတာကိုခံစားရတယ်လို့မိတ်ဆိုကြတဲ့ကိုကြားတိုင်းဒီဖြစ်ရလေးကိုပြည့်ပြီးတော့အမှတ်ရမိပါတယ်စာရေးသူကျွန်တော်ရဲ့ယင်နေတိတ်ခုန်နေမိပါတယ်ကျွန်တော်မကြည့်ဝင်တော့မကြည့်ရတော့ပါတော်မကြည့်ဝင်မကြည့်ရတာကိုမှကြည့်နေမိလျက်သားဖြစ်နေပါတယ်ကျွန်တော်ရဲ့ယင်ထဲမှာနှလုံးသွေးတွေရက်သွားတဲ့လားယင်ထဲမှာဖုန်နေပါတယ်ကောင်းထဲမှာလည်းနောက်ကြည့်ကျွန်တော်ကြည့်ပြန်နေရသည်မှာလူတစ်ယောက်ကိုအရှင်လက်လက်ရင်ခွဲနေခြင်းလည်းမဟုတ်ပါရင်ဝါကိုလှမ်းပြားများနဲ့ထိုးဆွနေခြင်းလည်းမဟုတ်ဓာတော်ထက်တဲ့နဲ့လည်းပြက်အောင်ခုတ်သက်နေခြင်းမျိုးလည်းမဟုတ်ပါကျွန်တော်မမြင်ရဖြစ်နေရတဲ့အရာမှာစာကလေးတစ်ကောင်ကိုတွေ့ရတဲ့ချောင်းနဲ့မျက်လုံးတစ်ဖက်ကိုထိုးဖောက်နေတော့မြင်ကွင်းဖြစ်တော့ကြောင်းပါစာကလေးမှာနာရှာလွန်းလို့တဆက်တုန်ခါနေပါတယ်မျက်လုံးလေးနှစ်ဖက်မှာသွေးစာသွေးနာအကြီးကြီးများထွက်ကြလာပါတယ်ထိုးဖောက်သူကတော့သဘောကျပြီးအပတရရီမောလုံနေပါတယ်စာရေးသူကျွန်တော်ကဒီလိုမလုပ်ရန်တားပါသေးတယ်မရပါကျွန်တော်ရဲ့တကယ်ချင်းဒီလောက်ထိအသိဉာဏ်မိုင်းမဲလို့ရက်ဆက်ကြမ်းကြုံလေးမဲလို့လည်းမထင်သူကစာလေးကိုလေးခွာနဲ့ပြစ်တယ်ချက်ကောင်းကိုမမှန်တော့စာကလေးမောင်မူးတော်လို့သူဖမ်းမိသွားတယ်သူရဲ့အင်ကြီးမအသင်ပါလာတော့တွေ့ကြီးနဲ့ဖောက်တော့မှကျွန်တော်လန်တကြားတားတဲ့ကြားကနေသွေးနဲ့ဆက်ပြီးတော့ဖောက်ပါတယ်နေရာဒေသကတော့မကွေးမြို့ရဲ့အရှိတ်ပြည်တော်သားတိုက်တန်းရများရဲ့အရှိတ်ရခွင်းထဲမှာဖြစ်ပါတယ်အဲ့ဒီရခင်းထဲမှာစရက်ကျုံးငတ်တွေပေါ်တယ်။နေရာဒီကြောင်းပိတ်ရက်သူကဇွေတင်းအဖော်ခေါ်လို့လေးဝကိုစီနဲ့လိုက်သွားခြင်းဖြစ်ပါတယ်။သူကစာကလေးရဲ့မျက်စိနှလုံးကိုဖောက်ပြီးတာနဲ့လက်ကလွှတ်လိုက်ပါတယ်။စာကလေးဟာနာကျင်မှုကြောက်လက်မှုတို့နဲ့တဟုန်တို့ပြန်နေဝေးကိုမပြန်နိုင်ရှာပါ။ဟိုတစ်ပင်ကိုတိုက်လိုက်ဒီတစ်ပင်ကိုတိုက်နေသူ့ဖို့ဒုက္ခပင်လဲဝင်နေရှာပါတယ်။ဟာကြည်စမ်းဟာဝင်းမြင်ဟဲ့စာလေးကွာတိုးပြန်ပြီကွာဟာတိုက်ပြန်ပြီဟာကျွန်တော်ရဲ့တငယ်ချင်းအပြောကြီးပြောနေပါတယ်မကြည့်ရမမြင်ရမျက်စိမျက်နှာပြက်လျက်စိတ်မကောင်းစွာနဲ့ကျွန်တော်အိမ်ကိုတယောက်တည်းပြန်လာခဲ့ပါတယ်ကျွန်တော်ရဲ့တငယ်ချင်းကတော့တဝဝတဟာဟာနဲ့တဘောကျစွာစာမျက်ကန်လေးတစ်ကောင်နဲ့ပြောပြီးတော့ကြံရည်ခဲ့ပါတယ်သူကအသက်73နှစ်ရှိပါပြီသူ့ရဲ့နာမည်ကမိုက်ကျော်နာမည်နဲ့လည်းမိုက်ကျော်ပါကျွန်တော်ကအကြောင်းမျိုးမျိုးကြောင့်တက္ကသိုလ်ပညာကိုစုံခန်းတိုင်အောင်မသိရပဲတဝက်တစ်ပြက်နဲ့ထွက်ခဲ့ရပါတယ်တဝက်တစ်ခါတည်းစာအုပ်ဆိုင်ထောက်ပါတယ်ကျွန်တော်ကျောင်းကထွက်ခဲ့တဲ့နီးတူကျွန်တော်ရဲ့တကယ်ချင်းမိုက်ကျော်ကလည်းကျောင်းကထွက်ရတယ်သူကငငယ်ကအကျင့်စိုးတွေမပြောင်းပွေတယ်ရှုပ်တယ်ကျောင်းသူလေးတူကိုကာတင်ပြေးတယ်ဒီလိုနဲ့ကျောင်းသူလေးမိဆက်နဲ့မိုက်ကျော်တို့ညားခဲ့ကြပါတယ်မိုက်ကျော်ရဲ့အသက်24နှစ်ရှိပါပြီအလုပ်ကတော့မိဘကပရိန်လုပ်ငန်းဖြစ်လို့တူရီတော်သားဖြစ်သူမိုက်ကျော်ဟာသူပဲဦးစီးပြီးတော့လုပ်ကိုင်ပါတယ်လုပ်တယ်ဆိုရမှာသူကိုယ်တိုင်ဖြည်းဖြည်းမြောက်တက်မြောက်သူမဟုတ်တပည့်လက်သား6ဦးလောက်နဲ့သူကငွေသိန်းပြည်စောက်ဖွင့်လက်ခံရုံသာဖြစ်ပါတယ်ငွေကြီးချမ်းသာလို့အထည်မျိုးဝဲလိုက်ရောင်းလိုက်လုပ်နိုင်သဖြင့်သူ့ရဲ့ပရိန်ဘိုးကလူအမြဲတမ်းစီကားပါတယ်ကျွန်တော်ရောက်တဲ့အခါတိုင်းအေးလူစကားမပြောပြအယောင်းဝယ်ကိစ္စများကြတဲ့မှာတခွင်းစားနှစ်ခွင်းစားပြောရင်းနဲ့
ပြန်ခဲ့ရပါတယ်ဒီနံပေါ်တဲ့ခါမှာမိုက်ကျော်ရဲ့ပရိဘူမှာပို့ပြီးတော့လူစီတယ်အဲ့ဒီခါရွှေစည်းကလည်းတက်တယ်တော်မဦးကြီးတွေငွေခန်းစာပြုတ်ပြီးဆိုရင်တော့ရွှေစည်းလေးတီးကြပါတယ်ငွေလိုလို့ဝေထားတဲ့ရွှေလေးတွေပြန်ပြီးတော့ရောင်းရတယ်ပေါင်သူကပေါင်ရတယ်မိုက်ကျော်တော့ပရိဘူမှာပဲရောင်းကြပေါင်ကြပါတယ်တခါတောင်သူဦးကြီးများဒီနံပေါ်လို့ငွေရွှင်ပြန်တော့မိုက်ကျော်တို့ပရိဘူမှာပဲဝဲကြရွေးကြရပြန်နေတောင်သူဦးကြီးများရွေးလိုက်ပေါင်လိုက်ရွေးလိုက်စသဖြင့်ဝိုင်းကြီးပပတ်ဒူဝေဖြစ်လေမိုက်ကျော်တို့ဝင်ငွေတိုးလေဖြစ်နေပါတယ်ဒါကြောင့်မိုက်ကျော်ဟာအစီကံဒူရစီကတဲ့ကိုလက်ကမချအရက်ကလေးရတမြမြညနေတိုင်းမော်တော်ကားလေးကတဝီဝီနေတနေ့မှာတော့မိုက်ကျော်တယောက်ငရဲမီးလောင်လို့စေယုံကိုရောက်တော့ပါတယ်ဖြစ်ဖြစ်ချင်းကျွန်တော်လိုက်သွားတယ်စေယုံကိုရောက်တော့မိုက်ကျော်ရဲ့အဖေနဲ့မိကိုတွေ့ရတယ်မိုက်ကျော်ရဲ့ဇနီးမိဆန်ကိုလည်းတွေ့ရတယ်သူတို့မျက်စိမျက်နှာပြတ်နေကြပါတယ်ဘလို့ဖြစ်တာလဲဟာမိဆန်ရသူမျက်နှာငရဲမီးလောင်လို့ဖြစ်မှာဖြစ်ရလေကွာငါလည်းအခုကြချင်းလာခဲ့တာပဲဟာကျွန်တော်ဟာမိုက်ကျော်ရဲ့ဖြစ်ရပုံကိုထိထိပြပြဖြစ်သွားမိပါတယ်ပဒိန်လုပ်ငန်းဆိုဒီမှာလေငရဲမီးနဲ့မကင်ငရဲမီးဆိုတာကလေပြင်းထန်ပါပြီချင်းမထီလိုက်နဲ့ထိလိုက်တာနဲ့တပြိုင်နက်အဝိထိအဝိအတ္တထိအတ္တအတ္တနီလန်သွားမှာဖြစ်ပါတယ်မိဆန်ဟာကိုလေးလက်ဝဲကြီးနဲ့ဖြစ်တယ်ဝေကန်နေဖွာကန်နေဖျားတဲ့ကြမှာလို့မိုက်ကျော်ဘာမှဖြစ်ပါသေးနဲ့လို့ဆုတောင်းမိပါတယ်ကျွန်တော်ရဲ့ရင်ထဲမှာလည်းလှုပ်ရှားနေပါတယ်မိုက်ကျော်ရဲ့မိဘနှစ်ပါးကတော့စိုးပဲမရှိတော့ပါမိုက်ကျော်ရဲ့မိဟာဘေးတော်ကတော့မှန်အောင်မရွတ်ဆိုနိုင်ရှာတော့ဆရာဝန်တယောက်ရေပေါ်လူနာခန်းထဲမှာထွက်လာခဲ့တယ်သူရဲ့မျက်နှာဟာဆရာဝန်ပြီးတီတီငိမ့်ငိမ့်ပဲဖြစ်ပါတယ်ဂရုဏာလွမ်းတဲ့မျက်နှာနဲ့မိုက်ကျော်ရဲ့ဖခင်ကိုတူတူညင်ညင်လေးအေးကဲ့သို့ပြောတယ်လက်ဝဲဘက်ပါကိုအပူကတော်တော်လောင်သွားတယ်တခြားဘာမှမထိခိုက်မဖြစ်တော့ပါဘူးဒါပေမဲ့မျက်စိတော့ကွယ်လိမ့်မယ်ထင်ပါတယ်မိုက်ကျော်ရဲ့ဖေဟာငိုင်းကြသွားတယ်မိုက်ကျော်ရဲ့မိကချက်ကြီးတငင်ငိုပါတယ်မိဆန်လည်းငိုတယ်ကျွန်တော်လည်းဖြစ်ရလေမိုက်ကျော်ရဲ့လို့ညီမရင်နဲ့တပြင်းတစ်ချက်ချခဲ့မိပါတယ်မိုက်ကျော်ရဲ့မျက်စိနှစ်ဖက်လုံးကွယ်ရှာပါပြီမိုက်ကျော်ရဲ့ဖေကအမျိုးမျိုးကုသပေးတယ်မရပါငွေတွေလည်းတောက်လဲကုန်နေမထူးကြဒီလိုနဲ့တနေ့နီးပါးကြာသွားခဲ့တယ်မိုက်ကျော်တို့ရန်ကုန်စေယုံကြီးကိုတွားရောက်ကုသနေတော့မိဆန်ကလေးမွေးပါတယ်တောက်ဦးကလေးသူ့ကိုပြီးကျော်လို့မှဲ့တယ်ဆိုပါတယ်မိုက်ကျော်အနေနဲ့မျက်စိလင်းပြန်ရရန်ဘလို့နီးနဲ့မှမဖြစ်နိုင်တော့ပါသူတို့ငွေကြေးတက်နိုင်လို့လုံနေကြခြင်းသာဖြစ်ပါတယ်နောက်ဆုံးမှာတော့လက်လျှော့ပြီးမကွေးကိုပြန်ရောက်လာခဲ့တယ်ဒီနေ့မှာတော့မိုက်ကျော်တို့အိမ်ကိုကျွန်တော်ရောက်သွားခဲ့ပါတယ်မိုက်ကျော်ရဲ့မျက်နှာတစ်ခုလုံးခယူသင်းနေဆွဲနေတဲ့ကဲ့သို့ရဲချိန်နေပါတယ်မျက်မှန်မဲကြီးကိုတက်ထားပြီးပလက်ကလေးထိုင်ပေါ်မှာထိုင်လို့နေပါတယ်တကယ်ချင်းမိုက်ကျော်နေကောင်းရဲ့လားကွဟဲ့သူလဲကွငါပါကွမိုက်ကျော်ရကိုမွေးမြင့်လေကိုကျော်ရဲ့မိဆန်ကကလေးနှုတ်တိုင်ရင်နဲ့ပြောလိုက်ပါတယ်ဩတကယ်ချင်းထိုင်ကွာထိုင်ငါတော့ဘဝစုံပြီကွာမိုက်ကျော်ရဲ့တန်ကတိမ်ဝင်သွားပါတယ်ကျွန်တော်ရဲ့ရင်ထဲမှာလည်းနှင့်ကနေခံစားလဲရပါတယ်အာမလျှော့ပါနဲ့ကွာဘဝဆိုတာဒီလိုပဲပေါ့ကွဒါနဲ့တကယ်ချင်းမစ်ဆဖြစ်တော့ကဘယ်လိုဖြစ်တာတော့မိုက်ကျော်ရဖြစ်တာကဒီလိုကွာအဲ့ဒီကရွှေတဲ့တစ်ခုကိုမတင်ကြတာနဲ့ရွှေစစ်မစစ်စမ်းတက်ဖို့မှတ်ကြောက်တင်ပြီးတော့ငရဲမီနဲ့စားမယ်လို့တော့ငရဲမီပလင်းကိုလည်းစပွဲပေါ်မှာတင်ထားတာငါအိမ်မှာမွေးထားတဲ့ကြောင်ကပြုံးကနေခုံချလိုက်တာဟေးငရဲမီခွက်ရောပလင်းမောင်ဖိတ်စင်ကွဲကြကုန်ပြီးတော့ငါမြေမျက်နာတွေလက်မောင်းနောက်ပြီးပခုံးတွေငရဲမီလောင်တော့တာပဲအသက်နာဆုံးကတော့ကွာကိုရဲ့ရင်သွေးသားလေးကိုမမြင်ရတာပဲကွာမိဆိုင်ရဲ့သားလေးကိုငါလက်ထဲထည့်ပေးပါဦးကွာတကယ်ချင်းငါသားလေးချော့ရလားကွာကြည်စမ်းမအောင်ကွာငါလည်းပြောစမ်းမအောင်ကွာမင်းရတယ်မိုက်ကျော်ဟာသူ့ရဲ့သားလေးနီတာထွေးကိုဟိုစမ်းတီစမ်းစမ်းပါတယ်ကလေးကဝဝတူတူလေးဖြစ်တယ်တကယ်ချင်းမိုက်ကျော်မင်းသားချောပါတယ်ကွာမင်းနဲ့လည်းတူတယ်ကွာဟဲ့အောင်ရကျွန်တော်ကဒီလိုပြန်ပြလိုက်တော့မိုက်ကျော်ရဲ့မျက်နှာဝင်းထိန်သွားပါတယ်
သွားကြီးများပေါ်အောင်ပြောပြီးလက်ထက်ကသူ့ရဲ့သားလေးကိုနှမ်းရှုံနေပါတယ်ကဲတကယ်ချင်းအားမငယ်ပါနဲ့ကွာစိတ်ကောင်းကောင်းထားငါပြန်အောင်မယ်နော်နောက်လည်းမကြငါလာခဲ့ပါမယ်ကွာအေးကွာပြန်တော့ကဲဟေ့သားကဦးကိုတက်တာလုပ်လိုက်အောင်လေကွာအခါလေးမြသားရှိသေးသောကလေးငယ်ကိုမိုက်ကျော်ကလက်နဲ့ဆိုင်ရင်နဲ့တက်တာလောက်ခိုင်းနေပြန်ပါတယ်ကလေးငယ်ကဘာမှမသိကြတော့စိတ်ညစ်ပြီးတော့အောင်ငိုပါတယ်ဒီတော့မှအနားကမိဆန်ကကလေးငယ်ကိုယူလို့ချွတ်မြူနှုတ်တယ်လဲရပါတယ်မိုက်ကျော်တို့ကိုနှုတ်ဆက်ပြီးကျွန်တော်အိမ်ပြန်လာတော့လမ်းမီးမြတောင်လင်းနေပြီဖြစ်ပါတယ်စိတ်ထဲမှာတော့မြင်မှန်မဲကြီးကိုတက်ခါမိုက်မောင်ကြနေတော့တငယ်ချင်းမိုက်ကျော်ရဲ့မျက်နှာကိုမြင်အောင်လာမိတယ်ကျွန်တော်ရဲ့ဘဝင်နေလှိုက်ဆူနေပါတယ်မိုက်ကျော်နဲ့တွေ့စဉ်ကမပြောရက်ပြောမထွက်ခဲ့သောစကားကိုလည်းတယောက်တည်းညီးမိပါတယ်တကယ်ချင်းမိုက်ကျော်မင်းပြုခဲ့တဲ့မကောင်းမှုကမင်းကိုအခုဒူတော်ကျိုးပေးတာအာကုသို့ဆိုတာကြောက်စရာကောင်းတယ်တကယ်ချင်းကဝက်မှာအမြဲငရဲမှာအပါတဲ့ဒီဘဝဒီများနဲ့မင်းတယောက်ခံရပါစေလို့ငါဆူတောင်းပါတယ်တကယ်ချင်းရာစာရေးသူဟုတ်ကဲ့စာရေးသူဆရာကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်စိတ်ဝင်စားပွဲတတိတံဝေကရပွဲအောင်အိမ်တော်ကြီးဖောက်ပြန်ခြင်းဖြစ်ရမဇလန်ကောင်းလေးကိုပါကြီးတန် channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအားပေးနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်စာတပုတ်ကိုနားထောင်ပြီးတာနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုညင်တွေးတဲ့အနေနဲ့ဗီဒီယိုကိုလည်းတစ်ချက်နှိပ်ပြီးတော့ comment မှာဝင်ရောက်ဆွေးနွေးညှင်းခုန်သွားလို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment တစ်ကြောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးစာပြန်ပေးနေပါပြီစာဖတ်တာကိုဝါသနာပါပေမဲ့စာဖတ်ဖို့အတွက်အချိန်မပေးနိုင်အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပါကြီးတန် channel လေးကနေထူးခြားစမ်းကြလိုဝဆန်းကြလဲတဲ့ရင်ဖို့ပါရာလောကကံမီရရေမတန်မူခင်ဖြစ်ရမှဇလန်ကောင်းမြတ်စွာကိုနေ့စဉ်မပြတ်ရှာဝေးပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ